အပင်နဲ့ထည့်ထားလိုက်ဒါကတော့အရှိရအဲ့လိုမျိုးပေါ့ဥထိန်တဲ့စကားလေးပေါ့ဒီနေ့ခဏကိုညံ့ကိုမိန်းကလေးရဲ့အတွင်းပစ္စည်းနဲ့ဆက်သက်ပြီးတော့ဘယ်လောက်ကျွမ်းကျွမ်းကျင်သိလဲဆိုတာစမ်းသပ်မှာဖြစ်ပါတယ်ပထမဆုံးတစ်ထုပ်ဘာလဲမှန်းကြည့်ကြည့်ဖွင့်ကြည့်ရမှာပေါ့ကင်ပြီးတော့မှန်းကျင်သေးရသူပါအရင်ဆရာကြပါတယ်နော်ကင်ပြီးမှန်းနိုင်တယ်ဒါအဖို့ဒါဖို့ဘရာပေါ့ဟုတ်ပြီဒါဘရာဒါဒဘယ်တိတ်ဒဘယ်တိတ်ဘာမှကတ်တာဒီမှာဘရာနဲ့ဒဘယ်တိတ်နဲ့ကတ်ပြီးဒီလိုကတ်တယ်ဒီမှာကြံနေဒီကဘာလို့လဲကိုဂိမ်းဆော့လို့ရှင်သုံးဖို့နှစ်ချက်ဟိုဒီကဒါနဲ့ဒီလိုသုံးတာမဟုတ်လားတက်ကြည့်ပါလားဟဲ့အဲ့ဒါကော်နဲ့အဲ့ဒါခွန်နဲ့ဘယ်လိုတက်ရတာလဲမိန်းကလေးအတွင်းပစ္စည်းပေါ့ဒါကတော့အရန်လေအဲ့လိုစော်ကြည့်ဘဲတွေလောက်ပဲသိမဲ့ပစ္စည်းမျိုးတွေတော့ဖြစ်တာပေါ့နော်ဒါမျိုးလားအဲ့ဒါရင်ဘတ်နှစ်ခုကိုစီအောင်တက်တာဒါဒီဘက်နဲ့ဒီဘက်ကိုအဲ့လိုထိန်းပြီးတော့အဲ့လိုအလေကိုတွန်းတာမာတီယူစ်ပေါ်ကိုနှစ်ချက်အနေနဲ့သုံးကျင်လဲကောင်းမှစစ်ထားပေါ့နောက်တစ်ခုပြမယ်နော်ရိုးသားရဲ့ယောက်ျားရတာဟာမကောင်းကြောင်လေးနော်အရှိမတေးကြဒါမျိုးမတည့်အဲ့ကြောင်မျက်နှာပြလိုက်ဒီမှာကြောက်ရုပ်ကလေးဝင်းမနေပါနဲ့တော့အဲ့ဒါကိုလိန်မာလို့ရှင်ဝတ်ပေးမယ်ဟာအဲ့ဒါဆိုယူလိုက်လိန်မာမလေးဒါလိန်မာမလို့ရှုပ်တတ်တာခွာလိုက်ရမှာဒါမျိုးစားနောက်မှာဒါဖင်ကြားဖြတ်တဲ့ဟာလေးဟာတဘောကြီးကြတယ်ကျန်ပူစီလေးကအနောက်မှာလုံးနေဆိုရင်တော့ပေါ့နော်ဘေးသားရည်လေနားတော့ခေါင်းဝဲအရှိဝတ်လို့ကွာတင်ုံအဲ့လိုဖော်ဝတ်ရမယ့်ဟာမျိုးအဲ့မျိုးဆိုလို့ရှင်ဝတ်ရတာတင်ုံလုံးကအ body height ပြီးတော့လွတ်ပြီးဝတ်မယ့်ဟာပေါ့ကျိုးလေးတစ်ချောင်းပဲပါနော်အဲ့ဘာလို့တာလဲလို့ဒီမှာဝတ်တာအရင်သိရနော်ဒါတော့သိတာဟောဒါကြားတဲ့နဲ့ထားလိုက်ရုံဒီပလဲလေးကိုဖယ်ရဖဲကိုဖယ်ရလားပလဲကနည်းနည်းအဲ့လိုအတန်ထွက်နေအောင်ဒါ G string ပလဲလိုက်ဖယ်နေရမှာဖယ်စားဖို့ကိုကောင်းပါပြီကိုမကြိုက်တဲ့ဟာရတာကိုခုနအတိုင်းပဲပန်းပွင့်ဖယ်ပေါ့ဒါလည်းလိုပဲဒါဒီမှာပေတီးခောက်လို့ရတယ်ဒါအဲ့လိုတေချာတတ်တာပေါ့နော်ရမ်းမရိုင်းနော်ဒါလည်းကြည်စင်မှာဒါကြီးကရှုပ်နေမှာအဲ့လိုဟိုရွှေ့လိုက်ဒီရွှေ့လိုက်ဖယ်နေရမှာနော်ဖြတ်လိုက်ပေါ့ကိုယ်ခါမှပဲစီတာခါမှပဲစီကွာလေပလဲဒါကတော့ယူပါတယ်ဒါယူပါဟုတ်တယ်ဒါ bounce နော်ဒါ G string ဟိုဖင်လုံးလေးပေါ်အောင်ဒါဘာလို့လဲဟိုလေဟိုရေစက်ပို့လေငါအိမ်မှာငါးခန့်ရှိရမလားရေငါဖမ်းတာဟဲ့လိုဒါငါဖမ်းရတဲ့ပစ္စည်းပေါ့ကွယ်ဟိုငါ့မနာအောင်လို့ဇာလေးနဲ့လုပ်ထားပေးရအဲ့လိုမျိုးအနေပါတယ်စစ်လို့ရတယ်ရေစက်ပေါ့အရေးမှာအနေပါမှာဆိုလို့လေဒီတရားထည့်ဒီတရားထထွက်တာရေစက်ပေါ့ဟုတ်တယ်ဟိုရင်နွေးအဲ့လိုရင်နွေးပါတယ်လို့ရှင်လည်းအဲ့လိုရေတန့်အောင်ဒီတရားစစ်ပြီးထည့်ပေါ့အထဲရောဒါရေစက်ကိုတော့နာယူလာလိုက်မယ်နော်ဒါက C string ယောက်ျားလေးဝတ်တာပေါ့နော်ကောင်မလေးဝယ်ပေးလို့ရတယ်လေသူတို့ကောင်လေးဝယ်ပေးလို့ရတယ်မခဏလေးဘယ်လိုဝယ်ရမလဲဒီလိုဒါဟိုကဒီလိုဟုတ်တယ်ဟိုကဖင်နဲ့ထည့်တာဘယ်ဖင်နဲ့ထည့်ပါလဲကွန်းတော့ဟိုညီအောင်လို့ဒါဝတ်ပြမှာဒါဝတ်ပြဟိုညာကြမှာနာဝတ်ပြလေဒီကဒီလိုမျိုးထည့်ပြီးတော့ဒါစင်နှမောင်းလေးရဟောလို့စင်နှမောင်းလေးဘာဖင်သားလေးနဲ့တာမောဖင်နဲ့ထည့်တာအဲ့ဆိုဒီအောက်ကအဲ့လိုမျိုးလေးကြိုက်လောက်ပါပဲရှင်ကျေးဇူးတင်ပါတယ်